အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီ vlog လေးမှာပေါ့နော်ကျွန်မရဲ့ဒီYouTube video comment လေးတွေမှာလာမေးထားတဲ့မေးခွန်းလေးတစ်ခုနှစ်ခုလောက်ကိုကျွန်မဖြည့်ပေးကြပါတယ်ဒီထဲကတစ်ခုကတော့မျိုးချစ်ဆိုတဲ့ account ပိုင်ရှင်ပေါ့နော်သူကမေးထားတဲ့ export import ဝယ်လိုအားရောင်းလိုအားကောင်းတဲ့ကုန်ပစ္စည်းတွေပြပြပေးပါလားအမတဲ့ကျေးဇူးတင်ပါတယ်တဲ့ဆိုတော့ export မှာဆိုလို့ရှိရင်သူကနိုင်ငံတနိုင်ငံနဲ့တနိုင်ငံအလိုက်ပေါ့နော်သူတို့ဝယ်လိုအားကောင်းတဲ့ဝယ်ချင်တဲ့ပစ္စည်းပေါ့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံအလိုက်သူတို့လိုအပ်တဲ့ပစ္စည်းသူတို့ဝယ်ချင်တဲ့ပစ္စည်းတွေကမတူညီပါဘူးအဲ့ဒီချိန်ကကြတော့မောင်လေးကကြတော့ဒီ export import မှာဘယ်နိုင်ငံကို export လုပ်ဖို့စိတ်ဝင်စားတယ်လဲဘယ်နိုင်ငံကပစ္စည်းကိုပြန်ပြီး import လုပ်လာဖို့စိတ်ဝင်စားတယ်လဲအဲ့ဒီပုံမှာမူတည်ပြီးတော့မှအမားကအဖြေလေးတွေဖြစ်ပေးလို့ရမှာပါဒါပေမဲ့ပေါ့နော်ရေပူရအားဖြင့်ဒီပေါ့နော်အမလုံနေတဲ့တရုတ်လိုင်းအမလုံနေတဲ့ယူရီးယားလိုင်းကိုပဲကြည့်မယ်ဆိုလို့ရှိရင်တော့အမှန်တိုင်းပြောရရင် export အားအကောင်းဆုံးကခါကြတော့အမတို့ကကိုယ်နယ်ပယ်နဲ့ပတ်သက်တဲ့စိုက်ပျိုးသီးနှံပေါ့နော်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့သီးနှံတွေက export အားအကောင်းဆုံးဖြစ်ပါတယ် import ဆိုလို့ရှိရင်တော့ထိုင်းကနေတရုတ်ကနေဝင်နေတာအကုန်လုံးကတော့import အားကောင်းတဲ့ဟာလို့ပဲပြောရမှာပဲဘာကြောင့်လဲဆိုတော့လူသုံးကုန်အိမ်သုံးပစ္စည်းဆောက်လုပ်ရေးပစ္စည်းပေါ့နော်ပြီးလို့ရှိရင် electric ပစ္စည်းအဲ့ဒါတွေအကုန်လုံးကနိုင်ငံခြားကနေပြီးဝင်တာဖြစ်တဲ့အတွက်အဲ့ဒီပစ္စည်းတွေကအကုန်လုံးက import ကောင်းတဲ့ပစ္စည်းလို့ပဲပြောရမှာပဲအခုဒီနောက်ပိုင်းဆိုရင်အများဆုံးလာနေတဲ့ဟာတွေထဲမှာဆိုရင် diaper တို့အမျိုးသမီးလားစင်သုံးလို့လည်းပါလာပြီပေါ့နော် export အနေနဲ့ကဒါကကျမလုံနေတဲ့နယ်ပယ် area နဲ့ပဲကျမရှင်းပြီးတော့မှပြောပြတာဖြစ်ပါတယ်ကျမတို့နယ်စပ်တွေမှာအလာမှာမြင်နေရတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့တကယ်မြန်မာနိုင်ငံမှာ export ဒီအများဆုံးလဲမင်းရင်တော့စိုက်ပျိုးရေးပစ္စည်းမဟုတ်ပါဘူးအဲ့လိုတဘာဝဓာတ်ငွေတို့ရေနံတို့အဲ့ဒီတွင်းထွက်ပိုင်းကိုသွားလိုက်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒါကကြတော့နိုင်ငံတနိုင်ငံလုံးနဲ့ခြေပြီးတော့မှတနိုင်ငံလုံးမှာရှိတဲ့ဘယ်လိုပြောမလဲ export ပေါ့နော်နယ်စပ်တွေပင်လယ်ရေချောင်းလိုင်းတွေနိုင်ငံနဲ့ခြေပြီးလုပ်နေကြတဲ့ export အကြီးစားတွေနဲ့ရှင်ပြီးတော့မှပြောလို့ရှိရင်ကကြတော့အဲ့လိုမျိုးတွင်းထွက်အပိုင်းကိုရောက်သွားမှာပေါ့အခုကျမရဲ့အပိုင်းကျမလုပ်နေတဲ့နယ်ပယ် area တေးသေးလေးနဲ့ရှင်ပြီးပဲကျမပြပြတာဖြစ်တဲ့အတွက်ပေါ့နော်ကျမလုပ်နေတဲ့ဒီ area တေးသေးလေးမှာတော့ export အားအကောင်းဆုံးကြီးစိုက်ပျိုးရေးပစ္စည်းဖြစ်ပါတယ်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ truck ကုန်ပေါ့နော်စိုက်ပျိုးရေးထဲမှာဆန်ပဲပြောင်းနဲ့အဲ့ဒါတွေနဲ့ပတ်သက်တဲ့ပစ္စည်းနောက်ပြီးတော့ကြံတီးဝလံငပြောတီးရဲတီးတခွားမွေးတီးအစရှိတဲ့ဖြစ်ပေါ့နော်အဲ့ဒါကိုကျွန်မဟိုရှေ့မှာလည်းကျွန်မဖြစ်ပေးမှုပါတယ်အဲ့ဒါတွေဒီ export နယ်စပ်မှာတော့အကောင်းဆုံးပစ္စည်းတွေလို့ပြောလို့ရပါတယ်နယ်စပ်ကနေ import ဝင်တာဆိုရင်ခုနကကျွန်မပြောတဲ့လူသုံးကုန်အိမ်သုံးကုန်အိမ်ဆောက်ပစ္စည်းပွားချထိုးတံကအစကျွန်တော်တို့စားနေတဲ့တစ်ခါသုံးတူကအစ import ဝင်တာဆိုတဲ့အချိန်ကကြတော့ import အားကောင်းတဲ့ပစ္စည်းတွေကတော့အများကြီးပဲရှိပါတယ်လို့ပြောချင်ပါတယ်။ဒါကြတော့နောက်ဆုံးအပိတ်ထုတ်အနေနဲ့ပြန်ပြောရလို့ရှိရင်ကကြတော့မောင်လေးဒီဘယ်နိုင်ငံကို export လုပ်ချင်လဲဘယ်နိုင်ငံကပစ္စည်းကို import ပြန်သွင်းလာချင်လဲအဲ့ဒီအပေါ်မှာချင့်ပြီးတော့မှပေါ့နော်ရောင်းလိုအားဝယ်လိုအားကောင်းတဲ့ပစ္စည်းကိုရွေးချယ်ရမှာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။